ဆိုဗီယက်ဒဇင်ကိုမယူတော့ပဲမွန်ပြည်နယ်ကတထေမာကျင်းနဲ့ယူတော့မဲ့ဟေဝီယန်ရဲ့အတွင်းသတင်းထွက်ပေါ်လာဟေဝီယန်ကတော့ဆိုဗီယက်ဒဇင်နဲ့နာမည်တွက်ပြီးကမှမယူတော့ပဲချန်တာကျဲဝါတဲ့မွန်ပြည်နယ်ကတထေမာကျင်းတယောက်နဲ့ယူတော့မယ်လို့ပြောလာပါတယ်။ဒါကြောင့်လေပရိသတ်တွေကတော့ဟေဝီယန်ကိုစိတ်ဆိုးတော်တာထွက်ကြတယ်လို့ဆိုဗီယက်ဒဇင်ကိုလည်းတနာကြတာပါအခုဆိုရင်ဟိုယူရလက်ထက်မဲ့သူတို့တမင်လန်ကအင်္ဂါနယ်နဲ့စရဲဆိုပေမဲ့လည်းဆိုဗီယက်ဒဇင်မဟုတ်ပဲမွန်ပြည်နယ်ကတထေတမင်လေးဖြစ်နေကြတာပါအဆိုပါတထေတမင်ဟာဟေဝီယန်မိဘတွေနဲ့လည်းစီးပွားဖက်ဖြစ်ကမွန်ပြည်နယ်မှာရာဘာချန်ကြီးတွေစီးပွားရေးလုပ်ငန်းတွေများစွာပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းဟေဝီယန်ကဆိုဗီယက်ဒဇင်လိုအညာတရားရုပ်ရှင်မိသမီးကိုလက်ထပ်ဖို့မစင်စားပဲဒီကေကိုချမ်းသာကျဲဝါတဲ့တထေသမင်းကိုလက်ထပ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုဗီယက်ဒဇင်ကိုပြည်သူတွေကတနာနေကြတာပါ။အနုပညာလောကမှာဟေဝီယန်နဲ့ဆိုဗီယက်ဒဇင်ကိုပြည်သူတွေကသဘောတူထားကြတာဖြစ်ပါတယ်။ဒါမဲ့လည်းဟေဝီယန်နဲ့ဆိုဗီယက်ဒဇင်တို့နှစ်ယောက်ဟာအနုပညာလောကမှာဆယ်စုနှစ်တခုကျော်လောက်အထိအနုပညာလုပ်တွေကိုအတူတူလုပ်ရင်းနှီးစပ်မှုရှိနေကြတာကြောင့်ပါဆိုဗီယက်ဒဇင်ဟာအနုပညာလောကမှာနာမည်ကြီးမိသမင်းတရားဖြစ်ပေမဲ့အနေထိုင်တည်ကြည်တဲ့တယောက်ဆောင်မိသမင်းလေးတရားဆိုရင်မမှားပါဘူးအထူးသဖြင့်ဆိုဗီယက်ဒဇင်ဟာချစ်သူရေးစားထားတာတခြားသောတယောက်ဆောင်မင်းသားတွေနဲ့အလို့တဘောအလွဲပတ်သက်ဆွနေမှုကင်းရှင်းပါတယ်ဆိုဗီယက်ဒဇင်ရဲ့အနုပညာတက်တန်တခြားနှီးစပ်မှုရှိတဲ့သူဦးတည်သောမင်းသားဟေဝီယန်ပါဟေဝီယန်နဲ့ဆိုဗီယက်ဒဇင်တို့ဟာရုရှားဇာတ်ကားတွေဗီဒီယိုဇာတ်ကားတွေများစွာအတူတူရိုက်ကူးခဲ့တယ်လို့ဝယ်တဲ့အခမ်းအနားများစွာမှာလည်းအတူတူအမြဲတမ်းတွေ့ရတာဖြစ်ပါတယ်ဒါပြင်ဆိုဗီယက်ဒဇင်နဲ့ဟေဝီယန်တို့ဟာမိဘအချင်းနဲ့ယဉ်ကျေးကျွမ်းဝင်မှုရှိနေရပါဒါကြောင့်လေပရိသတ်တွေကဟေဝီယန်နဲ့ဆိုဗီယက်ဒဇင်ကိုလိုက်ဖက်တဲ့အနုပညာရှင်ဆောင်တွဲဖြစ်သတ်မှတ်ထားကြဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကဆိုရင်ဟေဝီယန်ရဲ့ဖခင်ဖြစ်သူဟာအသားဖြစ်သူရဲ့အမင်္ဂလာသတင်းကိုကြားတော့မယ်ဆိုပြီးပရိသတ်တွေကိုမီဒီယာရှင်းမှာပဲအသိပေးသွားခဲ့တာပါ။ဒါပြင်ဟေဝီယန်လက်ထက်မဲ့သူဟာပရိသတ်တွေထင်နေတဲ့သူဖြစ်တယ်ဆိုပြီးဆိုဗီယက်ဒဇင်ကိုရည်ညွှန်းတယ်လို့ပြောသွားတာဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေကဆိုဗီယက်ဒဇင်ကိုဟေဝီယန်နဲ့လက်ထပ်တော့မယ်ဆိုပြီးထင်ကြေးပေးနေကြတာပါ။ဒါပေမဲ့လည်းတကယ်ဟေဝီယန်လက်ထက်မဲ့သူဟာဆိုဗီယက်ဒဇင်မဟုတ်ပဲမွန်ပြည်နယ်ကတထေသမင်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လေပရိသတ်တွေကဆိုဗီယက်ဒဇင်အတွက်နှမျောနေကြတာပါ။တကယ်တော့ပရိသတ်တွေကသာဟေဝီယန်နဲ့ဆိုဗီယက်ဒဇင်ကိုသဘောတူပေမဲ့ဟေဝီယန်မိဘတွေဟာအစောပိုင်းမှာကလေးကဆိုဗီယက်ဒဇင်ကိုအလေးမထားပါဘူး။အထူးသဖြင့်ဟေဝီယန်ရဲ့မိခင်နဲ့ညီမဖြစ်သူကလည်းမီဒီယာတွေရှေ့မှာဟေဝီယန်လက်ထက်တော့မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဘာမှအလေးမထားသလိုပုံစံတွေမကြည့်ပြတဲ့အရေးအယောင်တွေပြနေခဲ့ကြတာပါအဓိကအဖြစ်အသားဖြစ်သူဟေဝီယန်မီလာဆောင်မဲ့သတင်းနဲ့ပတ်သက်ပြီးတစ်ချိန်လုံးဘာမှမသိဘူးဆိုတဲ့သတင်းတွေနဲ့ဘာမှမသိဘူးဆိုတဲ့စကားတွေနဲ့ညင်ခဲ့ကြသလိုညီမဖြစ်သူကလည်းဖြစ်နိုင်ရဲ့အကူကိုမိမမမျိုးစေခြင်းဘူးလို့ပြောလာခဲ့တာပါဒီအပိုင်းမှာဆိုရင်ဟေဝီယန်ရဲ့ညီမဖြစ်သူရဲ့စကားကဆိုဗီယက်ဒဇင်ကိုဂုံတိတ်ခါကြဆင်းစေတာပါဟေဝီယန်ရဲ့ညီမအဲလာရှေစင်ဟာအကူနဲ့လက်ထက်မဲ့သူတို့တမင်လောင်းလေးကိုစက်တင်ဘာလ30ရက်နေ့မှာအားလုံးသိအောင်ပြောမယ်လို့ဆိုရတယ်ဒီလိုဆိုဗီယက်ဒဇင်တယောက်ယုံချင်းချောင်းချင်းထင်ခံနေရပြီးမှဟေဝီယန်ကမွန်ပြည်နယ်ကတထေသမင်းကိုယူတော့မယ်လို့သတင်းတွေထွက်လာတာပါ။ဒါပေမဲ့တချို့ဟာဒီတင်ဟာကောလာဟာလာလို့ဆိုပါရီပရိသတ်တွေကရောဆိုဗီယက်ဒဇင်ကိုမယူတော့ဘူးလို့သတင်းထွက်နေတဲ့ဟေဝီယန်ကိုဘယ်လိုမြင်ကြလဲဆိုတော့ကွန်မရေးပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရမနုပညာရှင်သတင်းအကြောင်းအများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတစ်တော်ပရိတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခေါင်းလေးကိုလည်းနှီးထားပေးကြပါဦးရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။